ဒီနေ့ညကတာဝီတာဘယောကလောတော့နော်ဒီနေ့90မြောက်ကိုလာရောက်တဲ့ရှင်ဝန်ခင်ရတဲ့ဘုရားသခင်ကြီးတော်ကြီးမွမ်းပါတယ်ဒီနေ့90ဆိုတာဒါဘုရားပေးတဲ့ဒါအိမ်တော်သူဖြစ်ပါတယ်ဒီရာသချင်းဆိုမဲ့ချင်းလေးကတော့ဘုရားပေးတဲ့အိမ်တော်ဘာဥစားပြပေးထားတဲ့မင်္ဂလာကတိတွေဒီချိန်မှာတို့ရပြည့်နေပြီတူနဲ့တူကြတဲ့ကအချင်းနာတရောစီမပေါက်ပြန်ပျက်စီးတော့မယ်တို့ရအိမ်တော်ပါလို့နဲ့ဒီပင်ကလာပွဲမှာဆွေမျိုးတိုင်းဝိုင်းများလေကောင်းကြီးပေးနေပြီအကကဲများအားလုံးပြည့်ကျော်အတူတူလက်တွေ့ရှိပြရတဲ့ပံမိုးချမယ်တို့လျောက်အိမ်တော်မှချမ်းမလဲမချမ်းသာလဲတူတူဘဝကိုဖြတ်သန်းမယ်ဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမယ်ရွေတွေကိုတက်တွေ့ချီလို့ကားရကိုင်းစပင်းနဲ့ဖြူစေသွားရကြုံစေခွဲဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမယ်ကနာလာပါလို့နဲ့ဒီမင်္ဂလာပွဲမှာဆွေမျိုးတိုင်းဝိုင်းများလေကောင်းကြီးပေးနေပြီအကကဲများအားလုံးဖြတ်ကျော်တူတူလက်တွေ့ရင်ပြရတဲ့တမောကြတဲ့ဒုနီယောအိမ်တော်မှချမ်းမလဲမချမ်းသာလဲအတူတူဘဝကိုပြန်သမ်းမယ်ဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲရွယ်တွေကိုတက်တွေ့ချီလို့ကားရကိုင်းစပင်းနဲ့ဖြူစေသွားရကြုံစေခွဲဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲအိမ်တော်မှချမ်းမလဲမချမ်းသာလဲအတူတူဘဝကိုဖြတ်သန်းမယ်ဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲရွယ်တွေကိုတက်တွေ့ချီလို့အကားရကိုင်းဘင်းနဲ့ဖြူပစေသွားရကြုံစေပဲဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲရွယ်တွေကိုတက်တွေ့ချီလို့ကားရကိုင်းစပင်းနဲ့ဖြူစေသွားရကြုံစေခွဲဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲဘုရားပေးထားတဲ့အိမ်တော်ဆိုတာလာပါနေမြဲ